ဥတရပုံမှာနတ်ဘလူးမင်းကြီး39မင်းနတ်တွေကိုဘသူအုပ်ချုပ်တယ်လဲလို့မေးလိုက်ရင်တကယ်သိကြတဲ့လူအလွန်ရှားပါတယ်တက်ကျွဲနားလေတဲ့ရှေးမီနောင်မီအချို့နတ်ကတော်ကြီးတွေကနတ်ဘလူးကြီးတပားလို့ဖြေကြပါလိမ့်မယ်အဲ့ဒီ39မင်းနတ်တွေရဲ့ရှင်သခင်ကတော့ဥတရပုံမှာနတ်ဘလူးမင်းကြီးပါစတုမဟာရစ်နတ်မင်းကြီးလေးပါကိုကြားဖို့ကြမှာပါအဲ့ဒီထဲမှာအထင်ရှားဆုံးတဲ့တကူအကြီးဆုံးဖြစ်တဲ့ဝေတဝန်နတ်မင်းခေါ်ကုဝေရနတ်ဘလူးမင်းကြီးရဲ့တူတော်ဆက်ပါတယ်မြင်းမော်တောင်ချေမှာရွှေခနောက်ငွေခနောက်ဖန်ခနောက်နဲ့မြခနောက်ဆိုပြီးခနောက်ကြီးလေးခုရှိပါတယ်။မြင်းမော်တောင်အောင်မြခနောက်ဆိုတဲ့အတိုင်းပဲဥတရပုံမှာနတ်ဘလူးမင်းကြီးဟာမြင်းမော်တောင်ရဲ့မြောက်ဘက်မှာရှိတဲ့မြခနောက်မှာရွှေရောင်ပုံပိတ်မှန်ပြတဲ့နဲ့စံမြန်းတော်မူပါတယ်။အသားအရည်မှာမြေနီရောင်အစင်းတန်ရှိပြီးအတိကတောင်ပေါင်း90နဲ့အရန်တောင်ငယ်ပေါင်း3000ကိုပိုင်ဆိုင်ပါတယ်။မြင်းမော်တောင်ကျုံရဲ့အမတ်တစိတ်ဖြစ်တဲ့စပုတပြေပင်ကစ၍လူပြည်လူရွာပထဝီမြေပြင်တစ်ခွင်နဲ့တုတ်တန်တင်းချိုင်းပါမကျန်ကုဝေရနတ်မင်းကြီးမှချင်းမြင့်ကအပိုင်စားပြီးတော်မူထားပါတယ်။နတ်မင်းကြီးရဲ့အထူးတာဝန်မှာပြည့်စေကဗုဒ္ဓနဲ့မထင်မရှားပြိဋိဘံဆံဝင်သွားသောယဟန်တာကြီးများရဲ့တက်တော်မွေတော်များကိုစောင့်ရှောက်ရခြင်းဖြစ်ပါတယ်။ဒါအပြင်မြေပြင်ကိုအစိုးရတဲ့နတ်မင်းကြီးဖြစ်တဲ့အတွက်မြေပေါ်မှာရှိတဲ့ရေတွင်းတူချမ်းစရွှေကြောတူချမ်းဆောင်စားတဲ့ကိစ္စမှန်သမျှအတိတ်ထန်တင်လင်းမြန်စွာအောင်မြင်ပါတယ်။အထူးသဖြင့်အိမ်ချမ်းမြေလုပ်ငန်းလုပ်ကိုင်သူများအိမ်ချမ်းမြေပွဲစားများအထူးအားထားတဲ့နတ်ဘလူးမင်းကြီးပါ။ဥတရပုံမှာမော်စင်ကျင့်စဉ်များကိုတောင်တွင်းကြီးဆရာတော်ခင်ကြီးဖြော်ရှိသားသည့်ကဝေတာရကျမ်းရင်ကြီးကိုတွေမဟေတရကျမ်းနဲ့ရှိုးကျမ်းတွေမှာဖတ်ရှုလေ့လာနိုင်ပါတယ်။မတရားသဖြင့်အနိုင်ကျင့်ခံရခြင်းတရားတပောင်ရင်ဆိုင်ခြင်းများကြုံလာသည့်အခါကိုယ့်ဘက်ကသာမှန်ပါစေ။တိုင်တဲ့ဆူတောင်းပေးုံဖြင့်နတ်ဘလူးမင်းကြီးမှကူညီဆောင်မပေးပါတယ်။အင်မတန်တကိုးကြည့်ပြီးလမိုင်းအပေါင်းတို့ရဲ့အရှင်သခင်ဖြစ်တဲ့အတွက်ယုံယုံကြည်ကြည်နဲ့ပူဇော်ပါကလှုပ်သမျှကန်သမျှလမိုင်းကက်လမိုင်းတက်စေပြီးအဆဆအရာရာပွင့်လန်းစေပါတယ်။တိုက်ပေါင်း9တန်း9သိန်း9,999တိုက်39မင်းအစရှိတဲ့111ပါးသောနှက်ပေါင်းနဲ့လမိုင်းအားလုံးတို့ရဲ့အခေါင်ချုပ်ဖြစ်တဲ့အတွက်ဇနပဒပညာသည်များမော်မကြည်ဝန်းတဲ့နတ်ဘလူးမင်းကြီးပါကံမရမျက်ရှင်ဆရာဖုံးတေစာ